ကဲဒီမှာနေခဏနေအောင်ကြော်မသွားကြနဲ့အောင်သမင်းစားသွားကြအောင်နော်ကန်းကော်ပြီးကြော်နော်ဝယ်ယိုးတိုးစရာငပိစုံနဲ့ပေါ့နော်တိုးစရာပကံကလည်းကောင်းပါကောင်းငပိကွက်နန်းကောင်းနော်စားမယ်ရှင်ငါပြောစရာလေးရှိလို့ပါနော်မကြော်နဲ့အောင်ဒီမှာမရှင်းနိုင် ငါပြောမှာထောင်ပေးလို့ ဒီမှာမရှင်း ကားကြအောင်ရှင်ကားကြအောင်ရှင် ဒီမှာမရှင်း ဒါမှမပြေဘူးလို့ ဒီမှာ ကားကြအောင် ထောင်းဝဲပြီ ကောင်းပါလေရှင်နန်းစားကောင်းပါလေ တိုက်ကြတယ်ကိုယ်မရှင်း အင်းအမားနဲ့တဲ့ဒီနေ့ဈေးမှာတွေးလိုက်တယ်တဲ့ပြင်းချင်းကုန်းဈေးမှာတဲ့မခေါ်ရဲလို့တဲ့မခေါ်ရဲအောင်ကျုပ်ကတရဲလားတပက်လားဟမ်မခေါ်ရဲအောင်လူချင်းပဲမခေါ်ရဲတာဘာဖြစ်လို့လဲတော်တော့ရတယ်နော်နည်းနည်းများလာပြီလူချင်းပဲခေါ်ပါပြောပါနှုတ်ဆက်ပါကျုပ်ကလည်းခေါ်ခံခြင်းလုံးလို့ရပါ ဒါဟုတ်ကိုကြီး ခင်းတတ်ပါလေရှင်အားလုံးခင်းတတ်တယ်နော်ပြေးခေါ်ပါမုတ်စားရလည်းဝယ်ကျွေးပါမယ်ထမင်းစားရလည်းဝယ်ကျွေးပါမယ်ရှင်ကျွေးနိုင်ပါတယ်ထမင်းတို့မဟုတ်တို့လည်းဟမ် ခမစားနေလေ အဲ့လေ ဝဲကျွမ်းတယ်လို့ ထမင်းစားမယ်ဆိုလည်းဝယ်ကျွေးပါမယ်ရှင်ကျမခင်းတတ်ပါတယ်နော်ဝယ်ကျွေးမယ်မောင်လေးဒီမောင်လေးကထမင်းစားနေတယ်ဝယ်ကျွေးမလားလေလာမေးနေတယ်ကျွေးမယ်လို့နော်ထမင်းလည်းကျွေးနိုင်ပါတယ်ရှင်နော်စေးရပေမဲ့ထမင်းတစ်လုံးကတော့ကျွေးနိုင်ပါသေးတယ်လို့နော်ခင်တတ်တယ်မြင်တတ်တယ်နောက်တွဲလို့ရှိရင်ခေါ်နော်အခေါ်စိတ်ဆိုးမှာပြောတာပေါင်းရှင်ခေါ်ပါလာရင်လည်းတော်တော်လေးတူဆောကြတာပေါ့ခေါ်ပါပြောပါနှုတ်ဆက်ပါလို့နော်အားပေးသူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့နော်တခါလေကြလည်းမအားမလားလို့အားပြီးလေးတွေမပြန်နိုင်လို့ရှိရင်လည်းခွင့်လို့ပေးပါလို့နော် ဘလောက်လဲ ဈေးရရောင်းတာခါရမအားဘူးလေအားတော့အားပြီးလေးတွေမပြန်နိုင်လို့ရှိရင်လည်းစိတ်မဆိုးအောင်နော်ချစ်တယ်အားလုံးကချစ်တယ်ရှင် တော့ဘလောက် ခေါ်နော်ပြောနော်နောက်တစ်ခါခေါ်ရမယ်နော်ခေါ်စိတ်ဆိုးမှာအားလုံးချစ်တယ်အဘွား